အားလုံးပဲမင်္ဂလာပါကျွန်တော်တို့စောစောနိုင်ပါစောစောမိုဘိုင်းရဲ့ founder ပါဒီနေ့မှာတော့ကျွန်တော်တို့မကြကြီးသေးခင်အောင်မှာထွက်ထားမကြကြီးအားလုံးပဲမင်္ဂလာပါကျွန်တော်တို့စောစောနိုင်ပါစောစောမိုဘိုင်းရဲ့ founder ပါဒီနေ့မှာတော့ကျွန်တော်တို့မကြသေးခင်အောင်မှာထွက်ရှိထားတဲ့ Xiaomi 15 Ultra Global version ကိုကျွန်တော် unboxing လုပ်ပေးသွားမယ်အဲ့ဒါနဲ့အတူတူ pre-order သမားတွေပဲရရှိနိုင်တဲ့ Xiaomi 15 Ultra photography kit ကိုပါကျွန်တော်တို့unboxing လုပ်ပြပေးသွားမယ်ပုံမှန်အားဖြင့်ဆိုရင်ကျွန်တော်တို့ Xiaomi တွေရဲ့ high end phone တွေက global version ကိုစောစောလင်းလင်းထွက်လို့မရှိဘူး China အလုံးပဲအရင်ထွက်တယ်ဗျာကျွန်တော်တို့ global အလုံးသုံးကျင်တယ်ဆိုရင်အကြာကြီးစောင့်ရတယ်အော်ဒီလိုမျိုး AI future တွေအစုံလင်ပါလာတဲ့အချိန်မှာChina phone နဲ့ global phone ကအရန်ကိုကွဲပြားခြားနားသွားပြီပေါ့နော်global phone ဆိုရင်တော့ကျွန်တော်တို့ Google Gemini ပါမယ် Tiger Search တွေပါမယ်အခြားဒီ global version ကို support လုပ်တဲ့ AI တွေပါမယ်ပုံမှန်အဖြစ် China phone တွေမှာ AI ပါတယ်ဆိုရင်တော့တရုတ်စာတွေနဲ့ဆိုတော့ကျွန်တော်သုံးရတာအဆင်မပြေဘူးအဲ့တော့ Xiaomi 15 Ultra ကိုထွက်ချင်း global version ကင်လို့ရမှာတော့တကယ်မိုက်တယ်အဲ့တော့ကျွန်တော်အခု unboxing လုပ်ပြပေးမယ်Okay အရင်ဆုံးဒီကတ်တုန်လေးထဲမှာ Xiaomi အတွက်ကာဘာအကြည်လေးပါတယ် luxury ဖြစ်နေတာမျိုးမဟုတ်ရိုးရိုးကော်အကြည်လေးပဲပေါ့အဲ့ဒါကိုမှတက်တက်ရလေးရှိရလို့ပြောလို့ရတဲ့ level ပေါ့နော် user manual book ပါတယ်နော်ကျွန်တော်ဘယ်တော့မှမဖတ်တဲ့ဟာတွေပေါ့ Okay ဒီမှာကတော့ Xiaomi ရဲ့2တုံး15 Ultra လေး Xiaomi 15 Ultra ကကင်မရာ၄လုံးဆက်ရပေါ့နော်ဒီ main ကင်မရာက15 megapixel 1 inch ပေါ့ဒီ ultra wide ကတော့15 megapixel ပြီးွားရင် telephoto က short range အတွက်ကို15 megapixel နဲ့ long range အတွက်ကို200 megapixel ကိုသုံးထားတယ်သူ့ရဲ့ body က all rounded aluminum body ဒီအနောက်ကဟာလေးက fiber တစ်ချမ်းက fiber တစ်ချမ်းက leather ပေါ့နော်အပြင်မှာ look ကတော့ပို့ပြီးတော့မှကင်မရာတစ်လုံးနဲ့တူတဲ့ပုံစံမျိုးကိုသူတို့လုပ်ထားတယ်အဲဒီလိုမျိုးပေါ့နော်ကျွန်တော်တို့ photography kit တာတက်လိုက်မယ်ဆိုရင်ဒီလိုမျိုးဒါကင်မရာလက်ကာရဲ့2တုံးကိုတို့ယူထားတာပေါ့နော်ဒီမှာ charging ကောင်းကြီး90 watt 90 watt နော်90 watt ဒီမှာတော့ USB A to USB C screen ကလည်းအခုကြည့်ရသလောက်အရန်အဆင်ပြေတယ်ကင်မရာကတော့ကျွန်တော်တို့ပြီးမှပဲ AC ထပ်ပြီးတော့မှစမ်းပြတော့မယ်ပေါ့နော်အခုဒီဖုန်းလေးကိုခဏထားပြီးတော့မှကျွန်တော်တို့ photography kit ကို unboxing လုပ်ပေးမယ်ကြည့်လိုက်အောင်ဒါလေးကတော့ trigger လေးထည့်တယ် Okay ပါတာကတော့ဒါလေးတွေပေါ့ဗျာဒီလိုလေးပါတယ်ဒီကောင်က2000 mAh ပါတယ်ဒီထဲမှာ2000 mAh battery လည်းပါတယ်ဒီမှာဒါလေးတွေပါတယ်ဒါလေးတွေပါတယ်ဒီမှာကတော့အဲ trigger မှာတက်သုံးဖို့အတွက်ခလုတ်လေးပုံစံမျိုးနှစ်ခုပါဟောတော့စကရူပုံစံမျိုးလေးတွေစကရူလေးတွေဟုတ်နော်အဲ့တော့ကျွန်တော်တို့တစ်ချက်တက်ကြည့်မယ်ဒီ professional camera grip device connected ဆိုပြီးတော့ချိတ်လိုက်တာနဲ့ဒါချိတ်သွားပြီဆိုတော့သူကသိတယ်ပေါ့နော် portrait မှာတော့ဒီကျွန်တော်တို့ wheel လေးကဘာမှအလုပ်မလုပ်တော့ဘူးဒီ photo မှုမှာဆိုရင်တော့ exposure ကစားလို့ရတယ်အဲ့တော့ဒါကတော့ first impression ပါနောက်ပိုင်းကျရင်ဒီဥစ္စာကိုတေချာကင်မရာလေးသုံးပြီးတော့မှဒီကောင်ဘယ်လိုအခြေအနေရှိတယ်ဆိုတော့ကျွန်တော်နောက်ဗီဒီယိုလေးလုပ်ပေးဖို့လည်းကျွန်တော်ကြိုးစားပါမယ်ဒီဖုန်းကိုကျွန်တော်စောစော mobile မှာစပြီးဝယ်လို့ရပါပြီအခုချိန်ဝယ်မယ်ဆိုရင်တော့ကျွန်တော်တို့အရန်မိုက်တဲ့photography kit လက်ဆောင်ရမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်